ကျွန်တော်တို့နိုင်ငံမှာလည်းဟာလာဒီခိုးတဲ့လူနဲ့စိုင်ပိုင်စင်ကိစ္စနဲ့အခုချိန်ဒီဟောလေးတကြောမပြီးစီနိုင်ဘူးဖြစ်နေတယ်ကျွန်တော်ပြောချင်တာကတော့ဟာလာကျွန်တော်တို့နိုင်ငံမှာတချို့ကလည်းဟာလာတခိုးအားပေးတဲ့ဆိုပြီးတော့ဟာလာဒီပလာဟိုက်တာသမားတွေကိုဟာလာတိုက်ခိုက်နေတယ်ခိုးတဲ့လူကအပြစ်မရှိဘဲနဲ့ဟာလာဆိုင်ရှင်အမကြီးကအပြစ်ရှိတယ်လို့ပြောနေကြတယ်နော်တကယ်တမ်းဆိုလို့ရှိရင်တော့နှစ်ဖက်လုံးအပြစ်ရှိတာပဲဒီအမကြီးကလည်းသူအပြစ်ရှိပြီမဲ့ဟုတ်လားသူဒီလိုမျိုးခဏသူအလောက်ခံလိုက်ရတဲ့ခါကျတော့အခုခံလိုက်ရတာပေါ့နော်အခုခံလိုက်ရတဲ့ခါကျတော့သူ့မှာလည်းသူဒေါသဖြစ်ပြီးတော့သူဒေါသအလျောက်နဲ့သူလုံးပြီးသွားတယ်ဒါကသူ line မော်တင်လိုက်တယ်သူ line မော်တင်လိုက်တော့လည်းဟုတ်လားပြည်သူအများဆုံးသိပါတယ်ပြည်သူအများဆုံးသိပြီးတော့ဟုတ်လားဒီအမကြီးပဲခိုးတဲ့ပဲအမကြီးကဟုတ်လားသူမရှိလို့လှုပ်ရှားတာကြံရမရလို့လှုပ်ရှားတာဆိုပြီးတော့ဟုတ်လားဝိုင်းပြီးတော့တနာပြီးတော့အလူငွေတွေထောက်ပံ့ကြီးတွေတွက်ပေးကြတယ်တကယ်တမ်းဆိုရင်သူ line မော်တင်လိုက်လို့လဲဟာလာဒီအမကြီးအခက်ခဲတွေပြည်လဲသွားတာပဲလေတကယ်တမ်းဆိုလို့ဆိုင်အမကြီးကလည်းသူလှုပ်လိုက်တာမဟာပြီမဲ့သူ line မော်တင်လိုက်တယ်ဆိုတာဒီအမကြီးကသူ line မော်တင်လိုက်တယ်ဆိုတာနောက်ခါကြလို့စင်ဟောလာဒီလူကအမြဲတမ်းလာမခိုးရအောင်ဆိုပြီးတော့သူက line မော်တင်လိုက်တာအဆက်ခွဲလိုက်တဲ့ပုံစံမျိုးဖြစ်သွားတော့ဗောနော်ဒါကတော့ဘယ်သူမှန်လဲဆိုတော့ကျွန်တော်မပြောဘူးဒါပေမဲ့အခုကျွန်တော်တို့မြန်မာနိုင်ငံသားတွေကတချို့တွေကဟာလာတနာပြီးတော့သွားလူကြတယ်ဒီအမကြီးကိုဝိုင်းဆဲနေဒီဘက်အမကြီးကိုဝိုင်းဆဲတယ်တကယ်တမ်းဆိုရင်တော့နှစ်ဖက်လုံးကတော့အတူတူနဲ့အနူနူပေါ့ပြောကျွန်တော်ပြောချင်တာဘာပဲဖြစ်ကျွန်တော်နိုင်ငံမှာဆင်းရဲတဲ့လူတွေကတပုံကြီးပါလက်စားတွေမှာတပုံကြီးပါအဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာဘယ်သူမှဟာလာအခက်ခဲဖြစ်လာရင်တချို့တွေကကြံရမရဟာလာဝမ်းစာအတွက်လုံးမိတဲ့လူကတော့လုံးမိပါပဲဒါကိုနားလည်ပေးတင်ပါတယ်တချို့ဟာလာတခိုးထောက်ခံတဲ့လူပြောတယ်လို့မို့လို့နောက်ပြီးတော့ဒီဘက်အချမ်းကလည်းဟာလာဒီအမကြီးဘက်ကဟာလာ तू မရှိလို့ तू လှုပ်ရှားလိုက်တယ်မရှိလို့ तू လှုပ်ရှားလိုက်တယ်ဆိုပြီးတော့ဟာလာအဲ့ဒီဟိုအမကြီးကိုအပြစ်တင်တယ်ပါရီနာတွေရိုက်တယ်လို့အပြစ်တင်နေမှစာကျွန်တော်ပြောတာကျေးဇူးတင်လိုက်ဘာဖြစ်လဲဆိုတော့ तू line မော်တင်လိုက်လို့လားဟာလာဒီလိုမျိုးငါတို့နိုင်ငံမှာဒီမျိုးအခက်ခဲဖြစ်တဲ့လူတွေရှိနေဗလားဆိုတော့အဲ့ဒါဝိုင်းဝန်းကူညီပေးလိုက်လို့အဲ့ဒီအမ line မော်တင်လိုက်လို့လည်းအကုန်လုံးသိကြတယ်လေအကုန်လုံးသိကြလို့လည်းအကုန်လုံးဝိုင်းတနာပြီးသွားပြီးတော့ထောက်ပံ့ကြတယ်လေအဲ့ဒါကိုနားလည်ပေးရမှာနှစ်ဖက်လုံးကျေးဇူးတော်တင်ရအောင်ပါပေါ့ကျွန်တော်ပြောတာအဲ့ဒါကျွန်တော်မြန်မာနိုင်ငံသားတွေကအကုန်လုံးကဘဒူးမှစီးပွားရေးလောက်ကင်စားတောင်းနေတဲ့လူတွေမှန်တယ်များဘဒူးမှ100 ရာခိုင်နှုန်းစိတ်တွေတန့်ရှင်းနေတဲ့လူတွေမရှိဘူးဒါကျွန်တော်အမှန်ပြောတာနော်အကောင်လုံးကတယောက်ကိုတယောက်အမျက်ကြီးစားမှာပဲဟုတ်လားအရင်ပစံရှိတဲ့လူကပစံနဲ့ရင်းပြီးတော့ဟုတ်လားဒီအမျက်တစ်ခုဒီလောက်ဝယ်ပြီးတော့ဒီကနဲ့ပြန်ပြီးတော့ရောင်းစားမှာဘယ်သူမှပဲအကောင်လုံး100 ရာခိုင်နှုန်းကမလင်စားတဲ့လူမရှိဘူးဗျအဲ့ဒါကျွန်တော်အရှင်းတိုင်းပြောတာပါနော်ပစံရှိတဲ့လူကပစံနဲ့ဟုတ်လားတခုဒီမှာဟုတ်လားဒီပစ္စည်းတစ်ခုကိုနှစ်ချက်တန်တဲ့ဥစ္စာကိုဟုတ်လားနှစ်ချက်တန်တဲ့ဥစ္စာကိုဒီမှာနှစ်ချက်နဲ့ဝယ်ပြီးတော့ဟိုမှာ3ချက်နဲ့တော့ပြန်ရောင်းတာလူတချို့တွေဆိုလို့ရှိရင်အဲ့ထက်တော့အမျက်စားတယ်ဟုတ်လားနှစ်ချက်တန်တဲ့ဥစ္စာကို4ချက်နဲ့ရောင်းတာအဲ့မျိုးတွေအများကြီးရှိတာပဲဒါဒီလည်းလိန်စားတာပဲလေအဲ့လိုမျိုးပြောတဲ့ဆိုဘယ်သူမှဟုတ်လားတန့်ရှင်းပါတယ်ဆိုတဲ့လူတွေကမရှိပါဘူးအပြစ်ကင်းတဲ့လူဆိုတာဘယ်သူမှမရှိဘူးအဲ့ဒါကြောင့်မို့တစ်ဖက်နဲ့အပြစ်ပြောနေမှအစားဟုတ်လားကိုဟာနဲ့ကိုဟုတ်လားနေပါတဲ့လူကိုဘယ်လောက်ထိထောက်ပံ့နိုင်မယ်ဟုတ်လားကိုထောက်ပံ့သိရင်ထောက်ပံ့ရမှာပဲဟုတ်လားမြင်းတဲ့လူကလည်းကြီးနိုင်ငံချင်းမလောက်ပဲနော်ဟုတ်လားကျွန်တော်နိုင်ငံမှာဟုတ်လားမြတတလေးတွေဟုတ်လားလောက်သွားရင်အကောင်လုံးကအဆင်ပြေသွားမှာဘာပဲဖြစ်ကျွန်တော်မြန်မာနိုင်ငံသားတွေကြီးပဲအဲ့ပဲကျွန်တော်လည်းပြောချင်တာပါကျန်တာတော့ဘာမှလည်းမရှိပါဘူးဘယ်သူမှလည်းအတက်ခံချင်လို့လည်းမဟုတ်ပါဘူးကျွန်တော်ပြောတာအားလုံးကကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုဟုတ်လားတစ်ဖက်ဒုက္ခရောက်နေမယ်ဆိုလို့ရှိရင်တစ်ဖက်ကကူညီပေးတယ်အဲ့လိုမျိုးပဲသဘောထားလိုက်လေဒီဟိုဘယ်အချောင်းမှာမတိုက်ခိုင်းနေနဲ့အကောင်လုံးကပြောမဆိုရင်တော့ဟာလာနားလဲသွားနေဟုတ်လားမချစ်ခင်တော့မှနေပါဗျာကျွန်တော်ပြောမချစ်ခင်တော့မှနေပါဟုတ်လားဒါပေမဲ့ဘာပဲဖြစ်ဖြစ်တစ်ဖက်ဒုက္ခရောက်လာလို့ရှိရင်အကောင်လုံးကဝိုင်းဝန်းကူညီပေးတဲ့စိတ်ရှိလို့ပဲအခုကျွန်တော်တို့ကပလဟိတသမားတွေတော့ကျွန်တော်တို့ကကျေးဇူးတင်ရမှာကျွန်တော်တို့ကလူနိုင်တယ်မှမဟုတ်တာကိုကမလူပြီးမဲ့
ဒါလည်းမျိုးဟုတ်လားဝိုင်းပြီးတော့ကုညီပေးတဲ့လူတွေဟုတ်လားမရှိစင်ရသားတွေကိုဝိုင်းပြီးတော့ဟုတ်လားထောက်ပံ့ပေးနေတဲ့လူတွေကိုကျွန်တော်တို့ကကျေးဇူးတင်တယ်ဒါကျေးဇူးတင်တယ်